မင်္ဂလာပါပရိသတ်ကြီးရေဒီပုံပြင်လေးမှာတော့ကိုအတော်ဝုန်းလို့ထင်နေတဲ့ဘယင်ကြီးနဲ့အမတ်ကြီးဦးညာနာတို့ရဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကတိုင်းပြည်တစ်ခုမှာမိမိကိုညံအကောင်းဆုံးလို့ယုံကြည်နေတဲ့ဘယင်ကြီးတစ်ပါးရှိခဲ့ဘူးတယ်အစာပိုင်းမှာတော့ပြည်သူတွေကသူ့ရဲ့ထက်မြက်မှုကိုလေးစားကြပြီးမဲ့အချိန်ကြာလာနဲ့အမျှဘယင်ကြီးဟာမာနတွေတက်လာပြီးငါထက်တော်တဲ့သူဒီလောကမှာမရှိတော့ဘူးလို့ထင်မှတ်လာတော့တယ်။ဒီနေ့မှာတော့ဘယင်ကြီးကနန်းတွေအမတ်တွေကိုစုခေါ်ပြီးအမိန့်ရှိလိုက်တယ်။ဒီတိုင်းပြည်ထဲမှာငါထက်ညံကောင်းတဲ့သူရှိမရှိငါသိချင်တယ်။အမတ်တွေအားလုံးဟာဘယင်ကြီးရဲ့မာနကိုကြောက်ရွံ့တာကြောင့်တူးနဲ့တူးကြည့်ယုံတာကြည့်ပြီးငြင်းသက်နေကြတယ်။အဲ့ဒီအချိန်မှာဉာဏ်ပညာကြီးမားလာတဲ့အမတ်ကြီးညာနာကရှီကိုတိုးထွက်လာပြီးလေးစားစွာနဲ့အခုလိုရှောက်တင်လိုက်တယ်။အရှင်မင်းကြီးလောကမှာလူတိုင်းဟာကိုယ်စီကိုယ်ငါဉာဏ်ပညာရှိကြပါတယ်။အရှင်မင်းကြီးထက်ထူးခြားတဲ့အမြင်ရှိသူတွေလည်းရှိနိုင်ပါတယ်ဗျာ။ဒီစကားကိုကြားလိုက်ရတဲ့အခါဘယင်ကြီးဟာစိတ်မကြည်မလင်ဖြစ်သွားပြီးအမတ်ကြီးကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါဆိုရင်မင်းရဲ့ဉာဏ်ကိုငါစမ်းကြည့်မယ်။ငါအတွက်အတန်မထွက်တဲ့အတန်တစ်ခုကိုရှာဖွေပြီးငါရှေ့မှာတက်တယ်ပြနိုင်မလား။အမတ်ကြီးညာနာကမတုံမလုတ်ပဲစူးစမ်းပါမယ်ရှင်လို့ဝန်ခံပြီးနန်းတော်တွေကထွက်ခွာသွားခဲ့တယ်။အမတ်ကြီးဟာမြို့လေးကိုလှည့်လေးပြီးလူတွေကိုလိုက်လံမေးမြန်းကြည့်တယ်။အတန်မထွက်တဲ့အတန်ဆိုတာပါလေ။လူအချို့ကရေမောကြသလိုအချို့ကလည်းဒါဟာမဖြစ်နိုင်တဲ့မိကွန်းပဲလူကောက်ချက်ချကြတယ်။ဒါပေမဲ့အမတ်ကြီးကတော့လက်မလျှော့ခဲ့ဘူး။တနေ့လုံးလဲလိရှာခွေးပြီးညမိုးချုပ်တဲ့အခါမှာတော့သူဟာအေးအေးဆေးဆေးထိုင်နေစဉ်းစားခန်းဖွင့်လေအတန်မထွက်တဲ့အတန်အဲ့ဒါကိုငါဘလို့တက်တည်ပြရမလဲလို့တွေးတော့နေရင်အချိန်အနည်းငယ်အကြာမှာတော့အမတ်ကြီးရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာခဲ့တယ်နောက်တစ်နေ့မနက်မှာတော့အမတ်ကြီးညာနာကနန်းတော်ကိုပြန်ရောက်လာပြီးဘယင်ကြီးကိုရှောက်တင်လိုက်တယ်အရှင်မင်းကြီးအတန်မထွက်တဲ့အတန်ကိုကျွန်တော်မျောရှာတွေ့ခဲ့ပါပြီ။ဘယင်ကြီးကစိတ်ဝင်စားနဲ့ကောင်းပြီဒါဆိုရင်ငါ့ကိုပြစမ်းလို့မိန့်ကြားလိုက်တယ်။အမတ်ကြီးညာနာကဘယင်ကြီးရှေ့မှာဘာစကားတစ်လုံးမှမပြောဘဲဘာလှုပ်ရှားမှုမှမလုပ်ဘဲငြိမ်သက်စွာရပ်နေခဲ့တယ်။မိနစ်အနည်းငယ်ကြာသွားပြီမဲ့နန်းတော်တစ်ခုလုံးဟာတင်ချိုင်းကုန်းပေါ်မှာတိတ်ဆိတ်နေတော့မယ်။ဘယင်ကြီးဟာစိတ်မရှည်တော့ဘဲအော်ဟစ်မေးမြန်းလိုက်တယ်။ဟေ့ညာနာမင်းဘာလုပ်နေတာလဲငါမေးတာကိုဖြေလေအဲ့ဒီအခါမှာအမတ်ကြီးကအေးချမ်းတဲ့အပြုံးနဲ့ခုလိုရှောက်တင်လိုက်တယ်အရှင်မင်းကြီးအခုနောက်ကဖြစ်ပေါ်နေတဲ့တိတ်ဆိတ်မှုဟာပဲအတန်မထွက်တဲ့အတန်ပါပဲတိတ်ဆိတ်မှုကဒါအတန်အားလုံးရဲ့အစဖြစ်တယ်လို့အမှန်တရားရဲ့အတန်လည်းဖြစ်ပါတယ်နန်းတော်တစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားပြန်တယ်ဘယင်ကြီးဟာခဏလောက်ဘာစကားမှမပြောနိုင်ပဲမြင့်တက်သွားခင်တယ်ထို့နောက်အမှန်တရားကိုသဘောပေါက်သွားသလိုပြုံးလိုက်ပြီးမင်းဟာတကယ်ကိုညံကြီးလာပါတယ်ညာနာငါဟာမိကွန်းရဲ့အနစ်အစာသားကိုမမြင်နိုင်ပဲငါရဲ့မာနတွေနဲ့ပဲဖုံးလွှမ်းနေခဲ့တာပါလို့ဝန်ခံလိုက်တယ်အဲ့ဒီနေ့ကစပြီးဘယင်ကြီးဟာအရင်ကထက်ပိုမိုတင်းငင်လာပြီးအခြားသူတွေရဲ့အမြင်နဲ့ဉာဏ်ပညာကိုလည်းတန်ဖိုးထားတတ်သွားပါတော့တယ်